အားလုံးပဲမင်္ဂလာပါရှင်မေအော်ရီယိုဘုတ် channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်သွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ကျွန်းငုတ်တို့ရွာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်ညက8 နာရီလောက်ဆိုပေမဲ့ကျွန်းငုတ်တို့ရွာနဲ့ပဇင်းမင်ရွာချင်းဆက်လမ်းမှာတော့လူသူမရှိလောက်အောင်တိတ်ဆိတ်ခြောက်ကပ်နေခဲ့တယ်အောင်ပါဖြည်းဖြည်းလျှောက်ပါဟာတောက်ထားတဲ့အချိန်လေးတောင်ဘယ်ရောက်သွားမှန်းမသိဘူးငါလဲပုံမှန်ပဲရှောင်နေတာမင်းခြေလန်းကိုကနှေးနေလို့နေမယ်ငါလဲဒီလန်းကလာသာလာရတာစိတ်ကမတန်ဘူးမင်းကဒီလန်းကလာမယ်ဆိုလို့ငါလိုက်လာတာလေအခုပြောနေရင်တောင်ကြက်သီးတွေထလာပြီအောင်ပါကလက်နှစ်ဖက်ကိုပွက်ခါပြောလိုက်ပြီးမိန်ပြပြကျနေတဲ့လာရန်ကိုအမိပြုကရှောက်လာခဲ့ကြတယ်9 မိနစ်လောက်လမ်းလျှောက်ပြီးချိန်မှာတော့ကျွန်းပင်တွေအလေးကျပေါက်နေတဲ့ရွာအဝင်လမ်းကိုလှမ်းမြင်လိုက်ရတယ်အောင်ပါတို့လည်းရွာလမ်းဝနာအရောက်အဝတ်ထုတ်တစ်ခုကိုပိုက်ထားတဲ့မိန်းမတယောက်ဗရောက်ပင်အောက်မှာရက်နေတာမြင်လိုက်ရတယ်အစကတော့ရွာထဲကတယောက်ယောက်လို့ထင်လိုက်ပေမဲ့ဒီအချိန်ကြီးမိန်းကလေးတယောက်တည်းရက်နေတာဆိုတော့နှစ်ယောက်သားရဲ့အကြည့်တွေကတိုင်ပင်မထားပဲဗရောက်ပင်အောက်ကိုရောက်သွားခဲ့တယ်မိန်းကလေးကအောင်ပါတို့နှစ်ယောက်ကိုအဖက်မလုပ်ဖဲသူ့လက်ထဲကပိုက်ထားတဲ့အထုပ်ကိုတစ်ပင်အောက်မှာချကဗရောက်ပင်မော်ကိုကုတ်တွယ်တက်သွားခဲ့တယ်ဒါကိုမြင်တဲ့အောင်ပါကစိုးကြီးရဲ့လက်မောင်းကိုဆွဲပြီးဟိတ်ကောင်ပြေးတော့ဒါကမပန်းလိုင်ကြီးဟာပန်းလိုင်ဆိုတဲ့နာမည်ကြောင့်စိုးကြီးကငယ်တံပါအောင်အော်ပြီးပြေးပါလေရောအောင်ပါလေခြေကုံပြေးရင်နောက်ကိုလှည့်ကြည့်လိုက်ရဗရောက်ပင်မော်ကနေတွဲလောင်းကြပြီးလှုပ်ရမ်းနေတဲ့မိန်းမတယောက်ကိုမြင်လိုက်ရတယ်ဗရောက်ပင်မော်ကနေတွဲလောင်းကြပြီးလှုပ်ရမ်းနေတဲ့မိန်းမတယောက်ကိုမြင်လိုက်ရတယ်မင်းတို့မြင်ခဲ့တာတေချာရဲ့လားတေချာပါတယ်ကိုလွင်ရဲ့ကျုံရောစိုးကြီးရောဟောဒီမျက်စိနဲ့တက်အပ်မြင်ခဲ့တာဒီကောင်မလေးကခုထိမကျွတ်သေးဘူးလားမကျွတ်သေးဘူးထင်ပါတယ်ဒီလိုကိစ္စမျိုးလုပ်ခဲ့ရင်ကျွတ်ဖို့ခဲရင်းတယ်လို့ဖတ်ဖူးတယ်အောင်ဘစကားအဆုံးမှာမိုးပြဲတဲ့အိုးကိုထမ်းလာတဲ့ကျော်မင်းကအောင်ဘရေမင်းကိုဆရာတော်ခေါ်နေတယ်ခဏသွားလိုက်အောင်ဆိုတဲ့အတွက်ကျောင်းမော်ကိုတက်လာခဲ့လိုက်တယ်ကျောင်းမော်ရောက်တော့ရုပ်ရည်တန်တန်ပြက်ပြက်နဲ့မိသားစုတစုရောက်နေပြီးဆရာတော်နဲ့စကားပြောနေတာကြောင့်အောင်ပါလဲအနောက်မှာဝင်ထိုင်ကစောင့်နေခဲ့လိုက်တယ်အောင်ပါဒီယိုလာတင်မဖေဟာဒီပုဂ္ဂိုလ်တွေကဘုန်းကြီးတို့ကျောင်းမှာကျောင်းဆောင်အသစ်ဆောက်ပေးကြမလို့ကွအဲ့ဒါလိုအပ်တာကူညီပေးလိုက်ကြပါဦးတင်မဖေဟာဒါနဲ့ဒီကလူကိုမြင်ဘူးတလို့ပဲကိုအောင်မကျွန်တော်ကိုမမှတ်မိဘူးလားလွန်ခဲ့တဲ့10 နှစ်လောက်ကကျွန်တော်ရွာကိုရောက်ဖူးတယ်လေဟင်ခမည်းကမင်းကြော်မဟုတ်လားဟုတ်ပါဗျာအဲ့ဒီတုန်းကကိုအောင်မနဲ့အတူတူငှက်လိုက်ပြလို့ဆရာတော်ရိုက်တာခံရဘူးတယ်လေနှစ်တွေကြာလာတော့ရုပ်ကိုချက်ချင်းမမှတ်မိဘူးဗျာမင်းကအခုလိုကြာတော့လေလူကြီးဖြစ်နေပါလားကျွန်တော်ကကိုအောင်မတို့ကိုအမြဲတမ်းသတိရနေတာဒါနဲ့မိတ်ဆက်ပေးရအောင်မယ်သူကမြတ်တီတာလို့ခေါ်တယ်ကျွန်တော်ရဲ့အမျိုးသမီးပေါ့တွေ့ရတာဝမ်းသာပါတယ်ဗျာရွာမှာလိုအပ်တာရှိရင်အချိန်မရွေးပြောနော်ဟုတ်ကဲ့ရှင်ကိုမင်းကျော်ကကိုအောင်မအကြောင်းတွေအမြဲပြောပြတယ်ရှင်ကျွန်တော်တို့ဘယ်လိုမွေခဲ့တယ်ဆိုတဲ့အကြောင်းတွေမလားအောင်မစကားကြောင့်မြတ်တီတာရီလိုက်ပြီးတော့အဲ့ဒီအကြောင်းတွေလည်းပါတယ်ကြက်တရေတိုက်ထဲကမုံပုံးတွေနှိုက်စားလို့ရိုက်ခံထိတာတွေရောပေါ့မင်းကျော်အန်တီတို့ဦးလေးတို့ရောနေကောင်းကြရဲ့လားအမေနဲ့အဖေကလွန်ခဲ့တဲ့2 နှစ်လောက်ကဆုံးသွားကြပြီအခုရွာကိုပြန်လာတာကလည်းသူတို့ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့ရောက်လာခဲ့တာပါရောက်တော့လေးရွာမှာနေကြအောင်နော်နေမှာပေါ့မြရေကိုအောက်ခဏသွားလိုက်ဦးမယ်နော်သွားလေကိုညစောင့်နေပါမယ်မင်းကျော်ကအောင်ပါနဲ့အတူတူအောက်ကိုဆင်းလာတဲ့အချိန်ကိုအောင်ပါပန်းလိုက်ရောအိမ်အောင်ကျသွားပြီလားဟင်မင်းပန်းလိုက်အကြောင်းမသိသေးဘူးလားပန်းလိုက်ဘာဖြစ်လို့လဲသူမရှိတော့ဘူးလေ
မရှိတော့ဘူးဆိုတော့ဘာကိုပြောတာလဲတခြားတနေရာကိုသူပြောင်းသွားတာလားမဟုတ်ဘူးမင်းကျော်ပန်းလိုင်ကအဆုံးသွားပြီမင်းတို့ပြန်ပြီး6လလောက်နေတော့သူ့ကိုယ်သူကြိုးဆွဲချတက်သေးသွားတာဗျာဘယ်လိုဖြစ်ရတာလဲကိုအောင်မရဲ့ဘာကြောင့်အခုလိုလုပ်တယ်ဆိုတာငါတို့လည်းမသိဘူးကွအောင်မစကားကြောင့်မင်းကျော်မျက်နှာညှို့သွားပြီးအဲ့ဒီတော့ကသူ့ကိုယ်တော်မနှုတ်ဆက်လိုက်ရဘူးပန်းလိုက်အခုလိုဖြစ်တာသူ့ပထွေးကြောင်ရောမဖြစ်နိုင်ဘူးလားငါတို့လည်းမင်းလိုတွေးမိကြတယ်ဒါပေမဲ့အရန်ကာရောဆွဆွဲလို့မရဘူးလေဖြစ်မှဖြစ်ရလေပန်းလိုက်ရဲ့မင်းကျော်ပန်းလိုက်ကအခုထိမကျွတ်သေးဘူးလာပြေလာခွေနေလေဆိုရင်သူတည်ခဲ့တဲ့ဗရောက်ပင်အောက်မှာရှိနေကြတာကိုမြင်ကြတယ်တခါတလေကြတော့လေအထုပ်ကြီးပိုက်ပြီးရှောက်သွားနေတာမြင်ရတယ်မင်းသိခဲ့တဲ့ပန်းလိုင်ကအခုဆိုသူ့သေးတဲ့အပင်အောက်ကနေဖြတ်သွားတဲ့သူတိုင်းကိုသွေးပြက်အောင်ခြောက်လန့်နေတာကွအောင်မစကားကြောင့်မင်းကျော်ရဲ့မျက်နှာမှာထိတ်လန့်ခြင်းအရေးအယောင်တွေပေါ်လာခဲ့တယ်မင်းကျော်လည်းအောင်မနဲ့စကားပြောနေတဲ့အချိန်မြတီတာရောက်လာတာကြောင့်စကားစာဖြတ်လိုက်ပြီးဖုန်ကြီးเจ้าမော်ပြန်တက်သွားခဲ့လိုက်တယ်ဟဲ့မြန်သွားစမ်းပါဟာအာယုံတက်ချင်းတောခုတ်ဝက်သားတွေတင်လာတဲ့နွားလဲတစ်စီးကကျွင်းငုတ်တို့ရွာကိုတအိအိနဲ့မောင်းနှင်လာခဲ့တယ်။စန်တင်ရှင်နာကအကွေ့ရောက်ရင်ခက်တုတ်တုတ်မောင်းတော့ခမည်းကလည်းကျုပ်ကိုသတိလာပေးနေပြန်ပြီ။ငါကကြောက်လို့ပြောတာပါ။ခမည်းသာနောက်ကိုလှည့်မကြည့်ပဲဓမ္မီကိုသာရှေ့ကိုထိုးပေးစမ်းပါဗျာ။စန်တင်ကနွားဆက်ကျိုးကိုခတ်တင်းနဲ့ဆွဲပြီးမောင်းလာခဲ့ရာလူတစ်ဖက်ခန့်ကြီးမားတဲ့ဗရောက်ပင်အောက်ကိုရောက်လာတဲ့အချိန်စန်တင်ရောအေးမြရောတကူလုံးကြက်သီးတွေထားပြီးခေါင်းတွေကြီးလာခဲ့တယ်။စန်တင်လည်းဘေးဘီကိုမကြည့်ပဲလဲကိုခတ်မြန်မောင်းလာခဲ့ရာဗရောက်ပင်ကျော်တဲ့အထိဘာအရေးအယောင်မှမတွေ့ရတာကြောင့်နှစ်ယောက်သားတက်ပြင်းချလိုက်ပါတော့တယ်။ဒါပေမဲ့အေးမြရဲ့အနောက်ဘက်လဲအစွန်းမှာမိန်းမတယောက်တင်ပလွဲအနေအထားနဲ့ထိုင်ပြီးလိုက်လာတာကိုတော့မသိခဲ့လိုက်ပြီဒီအိမ်ကဘယ်သူမှမနေကြတော့ဘူးလားဟုတ်တယ်မင်းကျော်ပန်းလိုက်သေးတော့သူ့မိဘတွေလည်းရွာကနေပြောင်းသွားကြတယ်လေဒါနဲ့ပန်းလိုက်ကဘာကြောင့်ကိုတက်တည်ရတာလဲရွာထဲမှာတော့အမျိုးမျိုးပြောနေကြတာပဲတချို့ကြတော့လဲသူ့ပထွေးရဲ့အစော်ကားတာခံရလို့တက်သေးတယ်လို့ပြောသလိုတချို့ကြတော့လဲလူစားလဲခံရတာလို့ပြောတယ်ဘယ်လိုလူစားလဲခံရတာလဲသူတည်တဲ့ဗရောက်ပင်မှာအရင်ကကျိုးဆွဲချသေးဘူးတာရှိတယ်မင်းနဲ့ငါတို့ငှက်ပြစ်ထွက်တုန်းကကက်ပီယာကြီးကပြောပြတဲ့ဥဖိုးတေအကြောင်းကိုသတိရသေးလားရှာတန်းလန်းနဲ့တစ်ပင်မော်ကနေဇောက်ထိုးဆင်းလာတဲ့တရေဖိုးတေအကြောင်းလားဟုတ်တယ်လေအဲ့ဒီဥဖိုးတေကအဲ့ဒီအပင်မှာပဲတည်တာလေပန်းလိုင်လဲအဲ့ဒီမှာပဲတည်တာဒါပေမဲ့ဥဖိုးတေနဲ့ပန်းလိုင်ကတည်တာချင်းတော့မတူဘူးဘယ်လိုမတူတာလဲကိုအောင်မရေဥဖိုးတေတည်တော့ပင်စီမှာကျိုးချီပြီးကျိုးဆွဲချတည်တာတည်တဲ့အချိန်ခြေထောက်ကမြေကြီးနဲ့ထိနေပြီးတော့ပန်းလိုင်တည်တော့ဗရောက်ပင်ရဲ့ထိပ်ဖျားကနေတွဲလောင်းကျတည်တာဒါဆိုရင်နောက်ဘဝတွေလည်းဒီအဖြစ်နဲ့ပဲတည်ရမယ့်ကံရှိသေးတာပေါ့လူကြီးတွေကတော့မင်းလိုပဲပြောကြတာပဲအောင်ပါတို့စကားပြောနေတဲ့အချိန်လှဲ့တစည်းဘေးကနေဖြတ်သွားတာကြောင့်ဟေ့ဆန်ကြီးဒီနေ့စောလာကြည်လားဒီနေ့အယောင်အဝယ်ကောင်းတယ်လေဒါကြောင့်စောသိမ့်လာတာအောင်ပါနဲ့ဆန်ကြီးတို့စကားပြောနေတဲ့အချိန်လှဲ့အနောက်မှာထိုင်နေတဲ့အေးမြကမင်းကျော်ကိုမျက်တောင်နဲ့စိုက်ကြည့်ပြီးတခြားတစ်ဖက်ကိုလှည့်သွားခဲ့တယ်ဆန်ရီတို့ထွက်သွားတော့မင်းကျော်ကအောင်ဘကိုလက်ညှိုးထိုးပြီးဟိုမိန်းမကဘာကြီးလဲကျွန်တော်ကိုမကြည်တဲ့အကြည့်နဲ့ကြည်သွားတယ်ဗျမဟုတ်တော့ပါဘူးသူတို့လည်းမရစကားများလာလို့နေမှာပါဒါနဲ့ညကြရင်ငါအိမ်အလဲလာခဲ့အောင်လာရမှာပေါ့ဗျာကဲသွားကြရအောင်မင်းကျော်တို့လည်းចောင်းဆောင်မဲ့ကိစ္စကိုရွာကန်လက်သမားတွေနဲ့တိုင်ပင်ပြီးညနေဆောင်ရောက်တော့မြတီတာနဲ့အတူအောင်ဘတို့အိမ်ကိုထွက်လာခဲ့လိုက်တယ်။မင်းကျော်တို့လည်းအောင်ဘတို့လင်မယားချက်ကျွေးတဲ့ဝက်သားနဲ့မြင့်ချင်ကိုစားပြီးအိမ်ရှိမှထိုင်ပြောနေတဲ့အချိန်
အိမ်ရှိကနေအဝတ်ထုတ်တစ်ထုပ်ကိုကိုင်ကဖြတ်လျှောက်သွားတဲ့မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။ဟိုမှာပန်းလိုက်မို့လား။မင်းကျော်နှုတ်ကနေလွတ်ခနဲထွက်သွားတာကြောင့်အောင်ဘကပခုံးကိုဆက်ခနဲပုတ်လိုက်ပြီးဒီနေ့ထမင်းစားရတာအဆင်ပြေရဲ့လား။ပြေတယ်ရှင့်တကယ်ကိုစားကောင်းတာ။မင်းကျော်မင်းရောစားရတာအဆင်ပြေရဲ့လား။စားလို့ကောင်းတယ်ကိုအောင်ဘစားတာများပြီးဘိုက်ကလေးနေလို့လမ်းခဏလျှောက်ရအောင်နော်။မင်းကျော်နဲ့အောင်ဘတို့လည်းလမ်းလျှောက်ဖို့အိမ်အောက်ကိုဆင်းလာပြီးနောက်ကိုအောင်ဘခုနကပန်းလှိုင်ကိုမြင်လိုက်ရတယ်။မင်းစကားကဘာကြီးလဲငါ့ကိုမချောက်နဲ့နော်။တကယ်ပြောတာဗျအဝတ်ထုတ်လေးပိုက်ပြီးခြံရှိကနေဖြတ်သွားတာကိုကျွန်တော်မြင်လိုက်ရတယ်။ဟဲ့ကောင်မင်းကျော်ပန်းလှိုင်ကရွာထဲကိုဘယ်တော့မှမလာဘူးကွာ။သူ့အပင်မှာပဲတူနေတာ။သူ့အပင်မှာပဲတူနေတာမင်းငါ့ကိုမချောက်ပါနဲ့ကွာ။ကျွန်တော်တကယ်မြင်လိုက်ရတာကျွန်တော်ရောက်နေတာသိလို့လာနှုတ်ဆက်တာများလားလာနှုတ်ဆက်တာများလားဒီနေ့ကလခွေနေ့မလားဟုတ်တယ်ကိုအောင်ဘာဖြစ်လို့လဲဒါဆိုရင်တော့မင်းပြောတာဖြစ်နိုင်တယ်လာပြည့်လခွေနေ့တွေမှာဝိညာဉ်တွေကသူတို့အလိုရှိတဲ့အရက်ကိုတွားနိုင်တယ်လို့လူကြီးတွေပြောတာကြားဘူးတယ်လာကွာအိမ်မော်ပြန်တက်ကြရအောင်အောင်မကမင်းကျော်လက်ကိုအတင်းဆွဲပြီးအိမ်မော်ကိုခေါ်တင်သွားခဲ့တယ်မင်းကျော်တို့လည်းအောင်ဘတို့အိမ်မှာခဏနေပြီးတဲခိုရာဖုန်ကြီးကျောင်းကိုပြန်လာခဲ့လိုက်ကြတယ်ညတကောင်အချိန်ရောက်တော့ဖုန်ကြီးကျောင်းရှိကနေဆွဲဆွဲငင်ငင်ဦးလိုက်တဲ့ခွေးဦးတန်းကြောင့်မင်းကျော်လန့်နိုးလာပြီးပြတင်းပေါက်ကိုဖွင့်ကြည့်လိုက်ရဖုန်ကြီးကျောင်းရှိမှာအထုပ်တစ်ထုပ်ကိုပိုက်ခါရက်နေတဲ့မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်ဒီတခါတော့မင်းကျော်မနေတာတော့ပဲတဲခိုဆောင်ကနေဆင်းဖို့အလုပ်တကားကြီးဆိုတဲ့အတန်ကြောင့်လှည့်ကြည့်လိုက်ရကျောင်းဝင်းထဲမှာဇင်းကြံရှောင်နေတဲ့ဆရာတော်ကိုမြင်လိုက်ရတယ်ဒီချိန်ကြီးဘယ်သွားမလို့လဲတကားကြီးခုနကဘုန်းကြီးကျောင်းရှိမှမိမတယောက်ရက်နေတာမြင်လို့ထွက်ကြည့်တာဗျာတကားကြီးမြင်တယ်လို့ဘုန်းကြီးလည်းမြင်ပါတယ်ဒါပေမဲ့ဘဝချင်းကချားနေတော့အခက်မသိရင်တကားကြီးရဲ့လက်ပြလန့်သွားနိုင်တယ်တင်မဖေဟာဆရာတော်ကမင်းကျော်ကိုအပေါ်ပြန်တက်ခိုင်းပြီးကျောင်းမုတ်ဦးဝကိုရှောက်လာခဲ့လိုက်တယ်ကျောင်းဝရောက်တော့အထုပ်တစ်ထုပ်ကိုပိုက်ထားတဲ့မိန်းမကကြောပေးလျက်ရက်နေတဲ့အနေအထားကြောင့်တကားမလေးနဲ့သူကဘဝချင်းချားနေပြီလေကိုကြောင့်တခြားသူအနေခက်အောင်မလုပ်ပါနဲ့ဘုံကြီးပြုသမျှကုသိုလ်တွေကိုအမျှပေးဝေပါတယ်လို့ပြောလိုက်တဲ့အချိန်ကြောပေးရက်နေတဲ့မိန်းမကမျက်ထောင်နေနဲ့ဆက်ခနဲလှည့်ကြည့်ပြီးအမောင်တူတဲကိုတိုးဝင်ပြောက်ကွယ်သွားခဲ့တယ်။နောက်နေ့မနက်ကိုရောက်တော့ဆရာတော်ကမင်းကျော်ကိုခေါ်ပြီးအကျိုးအကြောင်းပြောပြရာတပည့်တော်ဘယ်လိုလုပ်တင်လဲဖေဟာ။တကားကြီးဒီမှာဆက်နေရင်မလိုလားအပ်တာတွေဖြစ်လာလိမ့်မယ်။ဒါကြောင့်မြို့ကိုအရင်ပြန်လိုက်ပါ။ဘုန်းကြီးဒီကိစ္စကိုရှင်းလင်းပြီးတာနဲ့ခေါ်လိုက်ပါမယ်။တင်မဖေဟာဒါဆိုရင်တပည့်တော်မနက်ဖြန်ပြန်လိုက်ပါမယ်။ဆရာတော်လည်းမင်းကျော်ကိုတဲခိုဆောင်ပြန်ပို့ပြီးတာနဲ့ကျောင်းမော်ကိုတက်လာခဲ့လိုက်တယ်။မင်းကျော်တို့ပြန်သွားတော့ဆရာတော်ကအောင်မကိုခေါ်ပြီးဟိုကောင်မလေးကမင်းကျော်နဲ့ဘလို့ပတ်သက်မှုရှိခဲ့တာလဲ။ဘယ်ကောင်မလေးကိုပြောတာလဲဖေဟာ။ပန်းလှိုင်းဆိုတဲ့ကောင်မလေးကိုပြောတာအောင်ပါငါ့ကိုအမှန်အတိုင်းပြောပြစမ်း။မင်းကျော်နဲ့သူကခင်မင်းရင်းနှီးတဲ့အဆင့်ပဲရှိပါတယ်။ဒါကလည်းဆရာတော်ကျောင်းကိုသူ့မိဘတွေကထိန်လာခင်းတော့ကခင်ကြတာပါနှစ်တောင်အတော်ကြာနေပြီဗျာတငယ်ချင်းအဆင့်မဲလားတခြားရောရှိသေးလားတခြားပတ်သက်မှုတော့ရှိမရှိတေချာမပြောတတ်ဘူးဗျာဘာဖြစ်လို့ပါလဲငါစိတ်ထဲတခုခုရှိမယ်လို့ထင်နေမိတယ်အေးမင်းလည်းလှုပ်ရှားရှိတာသွားလို့တော့ဆရာတော်ကအောင်ဘကိုပြန်လွတ်ပြီးခိတ္တကျင်းဆက်ရန်အခန်းထဲကိုဝင်သွားခဲ့လိုက်တယ်ကျွန်းငုတ်တို့ရွာဆိုတာကဘယ်နားမှလဲဆရာဖိုးကရုံးရဲ့စကားကြောင့်အောင်မြတ်တာကရှေ့မှာမြင်နေရတဲ့တစ်ပင်တန်းတစ်ခုကိုလက်ညှိုးထိုးပြီးရှေ့မှာမြင်ရတဲ့တော်တန်းလေးကြော်တာနဲ့ရောက်ပြီးထင်တယ်။တင်ငုတ်တို့ရွာမှာတော့ဘာတွေကြုံရမလဲမသိဘူးစိတ်တောင်လှုပ်ရှားနေပြီ။ဖိုးကရုံးကလမ်းဘေးမှာပေါက်နေတဲ့တစ်ကိုင်းတစ်ခုကိုဆွဲချိုးပြီးရှေ့ကိုထွက်သွားခဲ့လိုက်တယ်။ကျွန်းမင်နှန်းတွေကိုကြော်လွင်လာတဲ့အချိန်မှာတော့အောင်မြတ်တာကခြေလမ်းတွေကိုရက်လိုက်ပြီးလက်ညှိုးနဲ့ကြက်ချေကပုံစံလှုပ်လိုက်ရာ
ဒီနေရာကတခြားနေရာနဲ့မတူပဲဘာလို့မှောင်နေပါလိမ့်လို့ပြောကဘေးဘီကိုကြည့်လိုက်တဲ့အချိန်မလန်မကန်းပတောက်ပင်အောက်မှာစောင့်ကြောင့်ထိုင်နေတဲ့မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။အဲ့ဒီအချိန်ထိုင်နေတဲ့မိန်းမကအောင်မြတ်သားတို့ကိုမြင်တော့ရင်ဘက်မှာပိုက်ထားတဲ့အထုပ်ကိုတစ်ပင်ချေရင်းမှာထားပြီးအပေါ်ကိုကုတ်တွဲတက်သွားခဲ့တယ်။အပေါ်ကိုရောက်တော့တစ်ကိုင်းပေါ်မှာအသင့်ရှိနေတဲ့ကျိုးတစကိုတစ်ကိုင်းမှာမြဲအောင်ချီပြီးကြံနေတဲ့ကျိုးတစကိုလယ်ဘင်းမှာဆွတ်ခါဝုန်းကနေခုန်ဆင်းလာခဲ့တယ်။အရှိန်နဲ့ကျလာတာကြောင့်လယ်ဘင်းရိုးကကျွတ်ခနဲမြေအောင်ကျိုးပြီးရှာကအပြင်ကိုတထွာလောက်ထွက်ကြလာတဲ့မြင်ကွင်းကတာမန်လူတယောက်ဆိုရင်သွေးပြတ်မှာအမှန်ပါပဲ။ဒါပေမဲ့အောင်မြတ်သားတို့ကတာမန်ဖြစ်ရိုးဖြစ်စဉ်မြင်ကွင်းကိုကြည့်နေသလိုရှက်ကြည့်နေတာကြောင့်တွဲလောင်းဖြစ်နေတဲ့မိန်းမကပြန်လဲလှုပ်ရှားလာပြီးလယ်ဘင်းမှာပတ်နေတဲ့ကျိုးစာကိုဖြုတ်ခါအောက်ကိုဆင်းလာခဲ့တယ်။နင်တို့ကအရင်လူတွေလို့ဘာလို့ထွက်မပြေးကြတာလဲ။ကျုပ်တို့ကိုတင်က၆လန့်နေတာမှမဟုတ်တာ။ဘာကြောင့်ထွက်ပြေးရမှာလဲ။နင်တို့ကထူးဆန်းလိုက်တာငါ့ကိုနည်းနည်းလေးတောင်မကြောက်ဘူးလား။ဟုတ်တယ်ကျုပ်တို့ကတင့်ကိုမကြောက်ပါဘူး။အောင်မြတ်သားစကားကြောင့်မိန်းကလေးကဝမ်းသာအားရပြေးလာပေမဲ့3 ပေလောက်အရောက်မှမျက်နှာကိုလက်နဲ့ကွယ်ပြီးအနောက်ကိုဆုတ်သွားခဲ့တယ်။နင်တို့အနားကိုကတ်လို့မရဘူးပူလိုက်တာ။တင်ပြောချင်ရင်ဒီကနေပြောပါကျုပ်တို့ကိုဘာများပြောစရာရှိလို့လဲ။ငါဒီကနေလွတ်မြောက်ခြင်းနဲ့နေ့စဉ်နေ့တိုင်းကြိုးဆွဲချနေရတဲ့ဘဝကနေလွတ်အောင်လုပ်ပေးကြပါ။တင့်ကိုဘယ်သူမှကုသိုလ်ကောင်းမှုလုပ်မပေးကြဘူးလား။ငါမိဘတွေရှိတော့ကတော့လုပ်ပေးတယ်ဒါပေမဲ့ငါတာရုခေါ်လို့မရဘူး။တာရုခေါ်မလို့လုပ်တဲ့အချိန်လက်မဲမဲကြီးတွေကပါဇက်ကိုလာပိတ်ကြတယ်။တင်ကဘာကြောင့်ကိုတတ်သေးရတာလဲ။သေဆုံးတဲ့အချိန်မှာနာကြီးမုန်းတီးမှုတွေကြောင့်တာရုခေါ်လို့မရတာနေမယ်။ငါလူတချို့ကိုမုန်းတယ်ငါ့ကိုဒီလိုမျိုးဖြစ်အောင်လုပ်ခဲ့တဲ့တွန်းပို့ခဲ့တဲ့လူတွေကိုမုန်းတယ်တင်ဘာဖြစ်ခဲ့တယ်ဆိုတာကြုံမသိပေမဲ့ဒီလိုအမှုကိုပြုဖို့တင့်စိတ်နဲ့ပဲဆုံးဖြတ်ခဲ့တယ်မလားငါရဲ့မတန့်ရှင်းတဲ့ခန္ဓာကိုယ်နဲ့ဘယ်လိုဆက်ပြီးတော့ရှင်သန်ရမှာလဲငါချစ်တဲ့သူကိုရောဒီခန္ဓာကိုယ်ဘယ်လိုပေးအပ်ရမှာလဲဒါကြောင့်နာကျင်မှုတက်တာတဲ့ဒီနည်းလမ်းကိုငါရွေးချယ်ခဲ့တာတင့်ကိုဒီအခြေအနေရောက်အောင်တွန်းပို့ခဲ့တဲ့သူတွေကဘယ်သူတွေလဲအောင်ပါသူတယောက်ပဲငါမြင်ခဲ့ရတယ်ဒါပေမဲ့တခြားသူတွေလည်းပါတယ်ကျန်တဲ့သူတွေကိုဘာလို့မမြင်ရတာလဲနောက်ပြီးအောင်ပါပါတယ်ဆိုတာသိပေမဲ့ဘာကြောင့်ထုတ်မပြောတာလဲငါပြောလို့မရဘူးလူတချို့ကိုပူးကပ်ပြီးပြောချင်ပေမဲ့ဒီအကြောင်းပြောဖို့တွေးလိုက်တာနဲ့ငါပါဇက်တွေဟလို့မရတော့ဘူးအခုတင်ကကျုပ်တို့ကိုကြတော့ဘာလို့ပြောလို့ရနေတာလဲဒါကြောင့်ထူးဆန်းနေတာနင်တို့ကတာမန်လူတွေနဲ့မတူဘူးငါပြောချင်တာပြောလို့ရတယ်ဟုတ်ပါတယ်ကျုပ်တို့ကတင်တည်တဲ့နေရာမှာရှိတဲ့အနာအဖွဲကိုဖြတ်ထားလို့ပြောနိုင်တာမောင်ကောင်းဘရောက်ပင်အောက်ကိုတူးကြည့်လိုက်အောင်မြတ်သားရဲ့စကားကြောင့်မောင်ကောင်းကဘရောက်ပင်အောက်ကိုတူးလိုက်ရာအထဲကနေဆွေးမြေနေတဲ့ထမိန်စားနဲ့ပတ်ထားတဲ့ခြေသေးလက်သေးတုပ်တစ်ခုထွက်လာခဲ့တယ်။ဒီကောင်မလေးဘာမှမပြောနိုင်အောင်အစီအရင်နဲ့ချုပ်ထားတာကိုဆရာဒါကိုဖြတ်ပလိုက်ရမလားဖြတ်ပြရမှာပေါ့ပြီးမှသူ့ကိုရွာထဲခေါ်ပြီးမတရားခံခဲ့ရတာကိုပေါ်ထုတ်ပေးရမယ်။အောင်မြတ်သားစကားကြောင့်မောင်ကောင်းကလွယ်အိတ်ထဲပါတဲ့အင်းတစ်ချက်ကိုအစီအရင်ပေါ်မှာတင်ပြီးမီးရှို့လိုက်ရာသေးငယ်လှတဲ့အစီရင်ထဲကနေလူတရက်ခန့်မြင့်တဲ့မီးတောက်တွေပေါ်ထွက်လာခဲ့တယ်။ဆရာဘိုးဖြူစင်ကဒီရွာကိုလာခိုင်းတာဒီကောင်မလေးကြောင့်လား။အတိအကျတော့ပြောလို့မရသေးဘူးမောင်ကောင်။တခြားဘာကိစ္စတွေရှိလဲဆိုတာစောင့်ကြည့်ရမှာပေါ့။အောင်မြတ်သားတို့လည်းအစီအရင်ကိုဖြတ်ပြီးတာနဲ့ကောင်မလေးကိုခေါ်ပြီးရွာထဲကိုဝင်လာခဲ့လိုက်တယ်။ရွာထဲရောက်တော့ကောင်မလေးကဘုံကြီးကျောင်းဘက်ကိုလှည့်ပြီးအထဲကိုလိုက်ကြည့်နေတာကြောင့်အောင်မြတ်သားကဘာဖြစ်လို့ဘုံကြီးကျောင်းနဲ့လိုက်ကြည့်နေတာလဲငါရဲ့ဘဝမှာပထမဆုံးခင်မင်ခဲ့ရတဲ့တငယ်ချင်းကိုလိုက်ရှာနေတာ
ဒီနေ့တော့သူမရှိတော့ဘူးထင်ပါတယ်တင်ကအရင်အချိန်တွေတုန်းကရွာထဲကိုလာလို့ရတာလားအမြဲတမ်းတော့မရပါဘူးလာပြေလာခွေနေ့တွေဆိုရင်တယောက်ယောက်စီမှာကပ်ပြီးလိုက်လာလို့ရတယ်အခုတော့တင်ရွာထဲကိုဝင်လို့ရအောင်ရွာဆောင်နဲ့ကိုခွင့်တောင်းထားပါတယ်တင့်အနေနဲ့သူ့ရဲ့အုပ်ထိန်းမှုအောက်မှာလောလောဆယ်နေရမယ်လိုအပ်တဲ့အချိန်တင့်ကိုခေါ်လိုက်ပါမယ်အောင်မြတ်တာကခေါ်လာတဲ့မိန်းကလေးကိုရွာဆောင်နန်းနန်းရှိမှထားခဲ့ပြီးဘုန်းကြီးကျောင်းထဲကိုဝင်သွားခဲ့လိုက်တယ်ကျောင်းမော်ကိုရောက်တော့ဆရာတော်ကိုကြော့ပြီးတဲခိုခွင့်တောင်းရာကျောင်းရဲ့အနောက်ဘက်ကကျောင်းဆောင်လွတ်မှာတဲခိုခွင့်ရခဲ့ကြတယ်ညဘက်ရောက်တော့အောင်မြတ်တာကကျောင်းဝင်လန်းလေးမှာဇင်းကြံလျှောက်ပြီးဂုံတော်ပွားနေတဲ့အချိန်အနောက်ဘက်ကနေခြေတံကြားလို့လှည့်ကြည့်လိုက်ရာကျောင်းနိုင်ဖုန်ကြီးဖြစ်နေတာမြင်လိုက်ရတယ်တကားလေးတို့ဒီကိုရောက်လာတာအကြောင်းရင်းတစ်ခုခုတော့ရှိတယ်မလားတင်မဖေဟာအမှန်တိုင်းရှောက်ရမယ်ဆိုရင်မကျွတ်မလွတ်သေးတဲ့သူတယောက်ရဲ့အကူအညီတောင်းမှုကြောင့်ရောက်လာခဲ့တာပါတကားလေးတို့ပြောတာပန်းလှိုင်ဆိုတဲ့မိန်းကလေးကိစ္စထင်တယ်ဆရာတော်ကဒီကိစ္စကိုသိနေတာလားဒီကလေးမကလာပြေလာခွေနေတွေဆိုရင်ဖုန်ကြီးကျောင်းဝကိုအမြဲလာတတ်တယ်ဘာကိစ္စရှိလဲလို့မေးရင်ဘာမှပြန်မပြောပဲမျက်ထောင်နေနဲ့စိုက်ကြည့်ပြီးပြန်သွားတတ်တယ်သူ့မှာလည်းအမုန်းတရားတွေအညို့အတေးတွေရှိနေတာပြည့်နေတာမြင်လိုက်ရတယ်တင်မဖေဟာဒီကိစ္စကိုတပည့်တော်တို့ကူညီပေးဖို့ရောက်လာခဲ့တာပါဘုန်းကြီးကတော့လောကီကိစ္စတွေနဲ့ခက်ကင်းနေတာကြောင့်တကားလေးတို့ကူညီနိုင်မယ်ဆိုရင်ပိုကောင်းတာပေါ့ဘုန်းကြီးဘက်ကနေလည်းလိုအပ်တာရှိရင်ကူညီပေးပါမယ်အခုလိုကြားရတာအားတက်ပါတယ်ဗျာတစ်ဆက်တည်းအကူအညီတောင်းနေတာကကလေးမလေးကိုရွာထဲကိုဝင်ခွင့်ထွက်ခွင့်ပြုပေးပါလားဗျာတကားလေးတို့တင့်တော်မယ်ထင်ရင်လောက်ပါရွာကလူတွေမထိခိုက်ရင်တော့ရပါပြီတင်မဗျာတပည့်တော်တာဝန်ယူပါတယ်အောင်မြတ်တာလဲဆရာတော်စီကခွင့်ပြုချက်ရပြီမို့တဲခိုနေတဲ့အဆောင်ကိုပြန်ပြီးမိန်းကလေးကိုဆင့်ခေါ်လိုက်ရာချက်ချင်းရောက်လာခဲ့တယ်တင့်ရဲ့လူဘဝနာမည်ကပန်းလှိုင်လားဟုတ်ပါတယ်တင်ကဒီဖုန်ကြီးเจ้าကိုလာပြေလာခွေနေတိုင်းလာတယ်ဆိုတာဘာကြောင့်လဲလူတယောက်ကိုလာရှာတာပါသူ့နာမည်ကမင်းကျော်လို့ခေါ်ပါတယ်သူနဲ့တင်ကဘယ်လိုပတ်သက်မှုရှိခဲ့ကြတာလဲရွာမှာကထိန်လာလို့ရင်းနှီးခဲ့ကြတာပါဒါပေမဲ့သူနဲ့ရင်းနှီးမှုကတာမန်ထက်တော့ပိုခဲ့ကြပါတယ်တင်အခုလိုဖြစ်မျိုးရင်ဆိုင်ရအောင်လုပ်ခဲ့တဲ့သူတွေထဲမှာမင်းကျော်ဆိုတဲ့သူပါခဲ့တာလားအောင်မြတ်တာစကားကြောင့်ပန်းလှိုင်မျက်နှာထက်မှာဒေါသအရိပ်အယောင်တွေထွက်လာပြီးသူ့ကြောင့်မဟုတ်ဘူးသူကငါ့ကိုဖြူဖြူစင်စင်ခင်မင်ခဲ့တာဟုတ်ပါပြီကျုပ်တို့ကစကားအရာကြောင့်ပြောမိတာပါတင့်အနေနဲ့အခုလိုနေရတဲ့ဘဝကကျွတ်လွတ်ခြင်းတဲ့စိတ်ရှိသလားငါဒီဘဝမှာမနေခြင်းဘူးလွတ်ရကျွတ်ရကိုတွားခြင်းနဲ့ငါ့ကိုကူညီပေးလို့မရဘူးလားတင့်ကိုကူညီမယ်ဆိုရင်တင့်ရဲ့မတိစိတ်ကဖြစ်နေတဲ့အညို့အတေးကိုပယ်ဖြတ်မှရမယ်ငါဘယ်လိုလုပ်ပေးရမလဲငါရဲ့စိတ်ထဲမှာဖြစ်နေတဲ့အညိုးတွေအာဃာတတွေကိုဖျောက်ဖျက်ဖို့ငါဘာလုပ်ပေးရမလဲတင့်အနေနဲ့ဒီဖြစ်ရမှာပါဝင်ခဲ့တဲ့လူတွေကိုကူညီဖော်ထုတ်ပေးဖို့ပူးပေါင်းပေးပါနင်တို့ပြောသလိုလုပ်ရင်ငါ့ကိုစော်ကားခဲ့တဲ့သူတွေကိုဖော်ထုတ်နိုင်မှာလားကျုပ်တို့စူးစမ်းကြည့်ပါမယ်တင်ကတော့ကျုပ်တို့ပြောတဲ့အတိုင်းလုပ်ပေးဖို့လိုမယ်နင်တို့ပြောတဲ့အတိုင်းငါလုပ်မယ်ဒါပေမဲ့တချို့သောလူတွေကငါသွားလာလို့မရအောင်ပိတ်ပင်တားဆီးနေကြတယ်ဒီအတွက်မပူပါနဲ့ကျုပ်နဲ့ဆရာတော်တို့ကတင့်အတွက်အကူအညီပေးပါမယ်အောင်မြတ်တာစကားကြောင့်ပန်းလှိုင်ရဲ့မျက်နှာမှာမျောလင့်ခြင်းဆိုတဲ့အရေးအယောင်တွေပေါ်လာပြီးမဖြစ်မနေလုပ်ရမယ်ဆိုတဲ့အသွင်တရံပေါ်ပေါက်လာပါတော့တယ်အောင်ဘမီးအရှိန်ရော့နေပြီကွာထင်းနေထိုးအောင်လေရွာကာလာသားခေါင်းဆောင်ဖြစ်တဲ့မောင်ကိုရဲ့စကားကြောင့်အပြင်ကိုငေးနေတဲ့အောင်ဘကဘေးမှာရှိတဲ့ထင်းချောင်းကိုမီးဖိုထဲပစ်ထည့်လိုက်ပြီးငိုင်းတိုင်တိုင်နဲ့ထိုင်နေခဲ့တယ်အောင်ဘမင်းနေလို့မကောင်းဘူးလားကောင်းပါတယ်ကွာဘာဖြစ်လို့လဲမင်းပုံစံကြည့်ရတာငူငူငိုင်ငိုင်နဲ့ဖြစ်နေလို့မေးကြည့်တာပါမိသားစုကိစ္စလေးရှိနေလို့ပါကွာ
ဒါဆိုလဲအိမ်ပြန်ပြီးတော့နားလိုက်လေထမင်းပေါင်းတာကနောက်တည်းဆိုပြီးပြီဆိုတော့ငါတို့ဘာသာကြည်လို့လိုက်ပါမယ်မောင်ကိုရဲ့စကားကြောင့်အောင်မကခေါင်းငိတ်ပြီးထမင်းချက်တဲ့နေရာကနေအိမ်ကိုပြန်လာခဲ့လိုက်တယ်လမ်းလျှောက်နေရင်ကျောအနောက်ဘက်ကနေထွက်လာတဲ့ညီးတန်ကြောင့်အောင်မလှည့်ကြည့်လိုက်ရာတစ်ပင်နောက်ကိုရိတ်ခနဲဖြတ်ပြေးသွားတဲ့လူရိတ်တစ်ခုကိုမြင်လိုက်ရတယ်ဘယ်သူလဲဟေအောင်မကကြောက်ကြောက်လန့်လန့်နဲ့မေးပြီးရှေ့ကိုဆက်သွားတဲ့အချိန်နောက်ကနေကပ်ပါလာတဲ့ခြေတံတစ်ခုကိုသတိထားမိခဲ့တယ်ဟိတ်ဘယ်သူလဲဒီတခါတော့အောင်မဖြတ်ခနဲလှည့်ကြည့်ပြီးမေးလိုက်ရာမဲနဲ့နေတဲ့သပင်တချို့ကလေထဲလွင့်ကျန်နေခဲ့တာကြောင့်ခြေလမ်းတွေကိုရက်လိုက်ပြီးတစ်ပင်နောက်ကိုကြည့်လိုက်တဲ့ချိန်စပင်ဖားရချပြီးကြောပေးရက်နေတဲ့မိန်းမတယောက်ရဲ့ပုံရိပ်ကိုမြင်လိုက်ရတယ်ဟေ့ငါမင်းနေတယ်လေနင်ကဘသူလဲငါကပန်းလှိုင်လေကြောပေးရက်နေတဲ့မိန်းမကခန္ဓာကိုယ်ကိုစက်ခနဲလှည့်ကြည့်ပြီးပြောလိုက်တဲ့အချိန်အောင်ဘတကူလုံးကြက်သီးမွေးညှင်းထားပြီးအကြောတွေတုံဆိုင်သွားသလိုဖြစ်သွားခဲ့တယ်နင်ကတည်သွားပြီမလားဘယ်လိုလုပ်ပြီးဒီရွာထဲကိုရောက်နေတာလဲနင်ငါနဲ့ပတ်သက်ပြီးတခုခုသိထားတယ်မလားငါဘာမှမသိဘူးဘာမှလည်းမမြင်ဘူးအောင်ပါကကြောက်လန့်တကြားနဲ့နောက်ကိုဆုပ်ပြီးလှည့်ပြေးဖို့အလုံးပန်းလှန်ရဲ့ခန္ဓာကိုယ်ကသူ့အရှိမပိတ်ရက်လိုက်ပြီးအဲ့ဒီနေ့ကနေငါ့ကိုလာခေါ်ခဲ့တာလေအခုမှဘာလို့မသိချင်အောင်စောင့်နေတာလဲပန်းလှန်ကအောင်ပါရဲ့လဲဘင်းကိုဆက်ခနဲဆုပ်ကိုင်းပြီးပြောလိုက်တာကြောင့်ခန္ဓာကိုယ်ကအနောက်ကိုလန်ကျသွားတယ်မင်းကျော်နေနဲ့တွေ့ကျင်တယ်ပြောလို့ငါကလာပြောခဲ့တာကျန်တာငါဘာမှမသိဘူးနေမလိန်နဲ့မင်းကျော်ကငါ့ကိုအဲ့လိုလုပ်မဲ့လူစားမျိုးမဟုတ်ဘူးငါဘာမှမသိတာအမှန်ပါနင့်ကိုဒီလိုအဖြစ်မျိုးကြုံအောင်ငါလုပ်ခဲ့တာမဟုတ်ပါဘူးငါ့ကိုဘယ်သူကြံစီခဲ့တာလဲနင်မပြောရင်နင့်ကိုရောနင့်မိသားစုကိုပါဒုက္ခပေးပြမယ်နင့်ကိုငါဘယ်လိုပြောရမလဲအောင်ပါနင့်ကိုငါစောင့်ကြည့်နေတာကြာပြီအဲ့ဒီနေ့ကငါရှိမဲ့နေရာကိုနင်းနဲ့မင်းကျော်ပဲတည်တယ်မင်းကျော်ကငါ့ကိုဘယ်လိုအချိန်မျိုးမှလက်ဖျားနဲ့တောင်တို့ခဲ့တာမဟုတ်ဘူးပန်းလိုက်ငါအမှန်တိုင်းပြောပါမယ်နင့်ကိုအခုလိုဖြစ်အောင်လုပ်ခဲ့တဲ့သူကမင်းကျော်ပဲနင်အရန်ယုံခဲ့တဲ့သူကအခုလိုဖြစ်အောင်လုပ်ခဲ့တာအောင်မစကားကြောင့်ပန်းလှန်ရဲ့လက်တွေတုံရီဖြစ်လာခဲ့သလိုမျက်နှာမှာလည်းဒေါသအရိပ်တွေထွက်ပေါ်လာခဲ့တယ်မင်းကျော်ကငါ့ကိုမဖြစ်နိုင်ဘူး။ तू ကဒီလိုလူစားမျိုးမဟုတ်ဘူး။ငါပြောတာကိုယုံပါမင်းကျော်ကအဲ့ဒီနေ့ကထမ်းရည်မူးနေတာ။နစ်လိမ့်တာငါလေပင်အောင်မတယောက်လေပင်ကိုလက်နဲ့ဖိပြီးအော်ဟစ်နေတဲ့အချိန်အောင်ဘဘာဖြစ်တာလဲဆိုတဲ့အတန်ကြောင့်သတိပြန်ဝင်လာပြီးကြည့်လိုက်ရသူ့ကိုလှုပ်ခါနေတဲ့ရွာကန်လူတချို့ကိုမြင်လိုက်ရတယ်ပန်းလိုက်ငါ့ကိုလေပင်လာညှစ်လို့ဒီကောင်တော့ပောက်ကရတွေပြောပြန်ပြီမင်းတယောက်တည်းဆက်ငင်ဖြစ်နေလို့ငါတို့လာထူတာကဲထမင်းကိုငါတို့အိမ်ပြန်ပို့ပေးမယ်ရွာကန်လူတွေရဲ့စကားကြောင့်အောင်ဘကြောက်လန့်တကြားဘေးကိုလှည့်ကြည့်လိုက်တဲ့အချိန်လူအုပ်ရဲ့အနောက်ကနေသူ့ကိုစိုက်ကြည့်နေတဲ့ပန်းလိုင်ကိုမြင်တွေ့လိုက်ရတယ်အဲ့ဒီနေ့ကစပြီးအောင်ဘတယောက်ညနေနေဝင်ရီတရောဆိုတာနဲ့အိမ်ထဲကအိမ်ပြင်ကိုမထွက်ရဲတော့ဘူးအောင်မြတ်သားတို့လည်းအောင်ဘရဲ့အခြေအနေကိုအကဲခတ်ပြီးနောက်မှာတော့လွန်ခဲ့တဲ့10နှစ်လောက်ကဖြစ်ခဲ့တဲ့တေချောင်းကြံစီမှုကိုပြန်လည်စစ်ပေးပါရန်မြို့နယ်ရဲတပ်ဖွဲ့မှုရုံးသို့ကိုယ်တိုင်သွားရောက်အမှုဖွင့်ခဲ့ပါတော့တယ်ဆယ်စုနှစ်တစ်ခုစာလောက်လူမသိသူမသိဖြစ်ခဲ့တဲ့အမှုကမကျွတ်မလွတ်ဖြစ်ခဲ့တဲ့ကာယကံရှင်မင်းကလေးရဲ့အကူအညီကြောင့်ပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးစစ်ဆေးခဲ့ပြီးတရားခံဖြစ်တဲ့မင်းကျော်အောင်ဘတို့ကိုဖမ်းဆီးအရေးယူနိုင်ခဲ့တယ်။ဒီအမှုမှာမကျွတ်မလွတ်ခဲ့တဲ့ပရာလောကသားတွေရဲ့အကူအညီကြောင့်တရားခံကိုဖမ်းဆီးနိုင်ခဲ့တဲ့အမှုတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတော့တယ်။မှုဖြစ်အကြောင်းအရာကိုစစ်မေးတဲ့အချိန်အောင်ဘနဲ့မင်းကျော်တို့ကရွာအနောက်တောဆက်မှာဟင်းရွက်ခူးနေတဲ့ပန်းလိုင်ကိုမျက်လုံးမှိတ်ပြီးစနောက်ဖို့သာကြံရွယ်ခဲ့ပေမဲ့မိန်းကလေးယောက်ျားလေးထိတွေ့မှုအောက်မှာမယုံထွက်နိုင်မဲမ
မတော်မတရားပြုကျင့်မှုဖြစ်ပေါ်ခဲ့ကြောင်းထွက်ဆိုခဲ့တယ်။အောင်ဘနဲ့မင်းကျော်ရဲ့ထွက်ဆိုချက်အရသူတို့အနေနဲ့စနောက်ဖို့သာကြံစည်ခဲ့ပေမဲ့ကြောက်လန့်ပြီးသတိလစ်မေ့မျောသွားတဲ့ပန်းလိုင်ကိုမြင်ပြီးမကြံစီအပ်တဲ့အမှုကိုကျူးလွန်ခဲ့ကြောင်းဝန်ခံခဲ့သလိုမင်းကျော်အနေနဲ့ပန်းလိုင်တည်ဆုံးတဲ့အချိန်ရွာသို့ပြန်လာပြီးအောက်လန်းဆရာတဦးနဲ့ပူးပေါင်းကသူတို့အမှုမပေါ်အောင်ကြံစီခဲ့ပုံတွေကိုဖွင့်ဟထွက်ဆိုခဲ့တယ်။ဒီပြစ်မှုကြောင့်မင်းကျော်နဲ့အောင်ဘတို့ကိုမြို့နယ်တရားရုံးကအလုံးနဲ့ထောင်ဒဏ်10နှစ်ကြာခံစီရန်အမိန့်ပေးခဲ့သလိုပယောဂကုဆရာနဲ့မကျွတ်သေးတဲ့ဝိညာဉ်ရဲ့အကူအညီကြောင့်အမှုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတော့တယ်။ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။